ကဲအားလုံးပဲမင်္ဂလာပေါင်းခါညကြပါစေလို့ဆုမကောင်းတောင်းမိပါတယ် line ပေါ်မိတ်ဆွေတွေရောကျွန်တော်တို့ဖွဲ့သူဖွဲ့သားများအားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့မနက်ကဆိုလို့ရှိရင်တော့အားလုံးပေါက်ကြတာပေါ့နော်မနက်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ခွန်တလုံးအမာခံပတ်တိပေးတာဖြစ်တယ်ဟုတ်လားမနက်ကဆိုရင်တော့ခွန်တလုံးပေးတာမရှိလို့နော်ထိုင်ဆိုတော့ကျွန်တော်ကဒီမှာတွေ့လားမနက်ကဆိုရင်83 89 90နဲ့4လက်တွက်30နဲ့တင်ဒီလိုမျိုးပေးတာမနက်ကတော့ညနေခင်းကျတော့ကျွန်တော်တို့ရှုထောက်ကပြောင်းလဲသွားတာပေါ့နော်နှက်ခတ်69နဲ့ဒီမှာကျွန်တော်တို့တွက်ချက်ပြီးတော့ပေးလိုက်တာ69တကွက်48တကွက်နဲ့တွက်ချက်ပြီးတော့ပေးခဲ့တာပေါ့ဗျာအဖွဲ့တွေကတော့မှန်သွားတာပေါ့နော်အဖွဲ့တွေကတော့3နာရီထိုးပြီးမှကျွန်တော်တို့ပေးတာဆိုတော့အကုန်လုံးပေါ့နော် group ကတော့3ပွဲရှိတယ်တလားစာသမား3ပွဲရှိတယ်ပေါ့နော်သူတို့လေးတွေကတော့အဆင်ပြေသွားခဲ့တယ်ညနေကမိတ်2ကွက်နဲ့659နဲ့အခွေတွေက69တကွက်နဲ့ညနေကိုခွန်ကြိုက်နေတာပါလို့ဆိုပြီးတော့သူတို့လေးတွေကတော့အဆင်ပြေသွားတာပေါ့နော်ဒီမှာ35ရောက်ဒီမှာ30ရောက်ဒီမှာတော့ GP3 ပေါ့နော် group number 3လူသစ်10ရောက်ပေါ့နော်သူတို့လေးတွေကတော့အဆင်ပြေသွားခဲ့တယ်ဒီတစ်ပတ်ကတော့တစ်ပတ်လုံးအဆင်ပြေပါတယ်ဘာကြောင့်လဲဆိုတော့လိုင်းပေါ်မှာကျွန်တော်တင်ပြီးထားတာကလည်းလိုင်းပေါ်မှာကျွန်တော်တင်ပြီးခဲ့တဲ့တပတ်စာကတ်ကလည်းပြောပြမှမလို့တာလေမပြောက်ပတ်သည်4-9နှစ်ကနှစ်တလုံးပဲကျန်တော့တာဖြစ်တယ်ဟုတ်လား90-95အရင်ဆုံးထွက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အင်ကာနေ့တုန်းက4နဲ့2ထိုင်လို့လိုက်တော့လို့ပြောခဲ့တာနောက်တစ်ချက်မွေးကွက်ကကျွန်တော်44 5 48 99 93ပြီးရင်20နှစ်နဲ့20နဲ့ခွန်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ45ဆိုပြီးတော့မှထွက်ရှိခဲ့တာပေါ့နော်2458ခွေရလဲ54ဆိုပြီးတော့မှတို့ထွက်ရှိခဲ့တယ်ပေါ့ဗျာပရိတ်ကလည်းအပတ်စဉ်ထွက်တယ်49ပရိတ်44 5 49 45ဆိုပြီးတော့မှထွက်ရှိခဲ့ပါတယ်တဲ့ဟုတ်လားနောက်တစ်ချက်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့တင်ပေးခဲ့တာနော်ပြီးခဲ့တဲ့ဘက်ကတင်ပေးခဲ့တာမှတ်မိလားတော့မသိဘူးနော်အဲ့ဒီမှာ385မပြောက်ပတ်သည်ဟာတွဲပြီးတော့လည်းထွက်သွားခဲ့တယ်မပြောက်ပတ်သည်လည်းအကုန်လုံးဆင်းသက်သွားခဲ့တယ်နောက်တစ်ချက်မွေးကနန်း6ကွက်ဆိုင်ကလည်းထွက်ရှိသွားခဲ့ပါတယ်တဲ့51ဟုတ်လားနော်ပြီးတော့ရင်ကျွန်တော်တို့ဘရိတ်16ဘရိတ်ကလည်း1ဘရိတ်ကို6ဘရိတ်ကိုအကုန်လုံးဆင်းသက်သွားခဲ့တယ်15ရဲ့40ရဲ့တဲ့ဆင်းသက်သွားခဲ့တယ်1.39အခွေ83ဆိုပြီးတော့မှထွက်ရှိသွားခဲ့တယ်ပြီးခဲ့တဲ့ဘက်ကလည်းပေါ့နော်ဒါတွေကတော့ကျွန်တော်ဟိုဘက် channel မှာအမြဲတမ်းတင်ပေးနေတဲ့ YouTube ဟုတ်လား YouTube ပေါ်မှာအမြဲတမ်းတင်ပေးနေတဲ့တပတ်စာကတ်ပေါ့ဗျာနော်ဒီကတ်ကလေးတွေကိုမိတ်ဆွေတို့လိုက်ထိုးနေတော့မှအဆင်ပြေနေပါပြီနော်YouTube မှာပေါ့နော်ကျွန်တော် YouTube မှာကျွန်တော် channel ဖွင့်ထားတယ်အသစ်ပေါ့နော်အရှင်အဟောင်းတွေကတော့မရှိတော့ဘူးစင်းသွင်းသူ9ဦးတဲ့အမေရွှေတိုးမဟာတော့ဆိုပဲဘာတွေတင်ထားပါလဲလိုင်းမကောင်းတာဘာမှတော့မတက်ဘူးရွှေတိုးမဟာဆိုပဲကြည့်ရှုမှု3လုံးမှ4တောင်စင်းသွင်းသူ9ယောက်ရွှေတိုးမဟာဆိုပြီးတော့တက်ထားလိုက်တယ်အမေအဲ့တော့ကျွန်တော်ရဲ့ channel ဒီမှာ subscriber 144ယောက်ပဲရှိသေးတယ် subscriber အားတွေနည်းတယ်အမြဲတမ်းကျွန်တော်တို့ကြည့်ချင်ပါတယ်မြင်ချင်ပါတယ်ဆိုရင်တော့စရင်သွင်းဒီမှာတော့ကျွန်တော်စာတမ်းမဲလေးရဟုတ်လား
အဲ့ဒီစာတမ်းမိတ်လေးကမြန်မာလိုပေါ်နေတယ်ပေါ့နော်ဒီမှာတော့မြန်မာလိုပေါ်နေတယ်အဲ့ဒီမှာတော့ပေါ့နော်အဲ့ဒီစာတမ်းမိတ်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုလို့ရှိရင် तू ကအင်္ဂလိပ်လိုဆိုလို့ရှိရင်ဒီလိုမျိုးရေးထားတာဖြစ်တယ် SUP SC RIBE ဟာလား subscriber ဆိုတဲ့နေရာလေးမှာကျွန်တော်တို့နှိပ်လက်မလေးနဲ့ထိလိုက်တာနဲ့တင်အဲ့ဒီနေရာလေးဖွေးသွားလိုက်မှာဟာလားဒါဆိုရင်စင်းသွင်းပြီးသားကျွန်တော်တို့ဖြစ်ပြီပေါ့နော်အားလုံးပဲ like and subscribe လေးတွေနှိပ်ထားမယ်ပုံမှန် like နဲ့တကူကစုပ်တွေးလို့ရအောင်ပေါ့နော်အခုလိုတိုင်းကြတော့အဆင်မပြေဘူးဆိုတာကကျွန်တော်တို့ဗီဒီယိုတင်ပေးနေရတာဆိုတော့အချိန်ရလဲယူရတယ်ပေါ့နော်အချိန်ယူရတာဖြစ်တယ်ဟုတ်လားအေးတကယ်လို့ like နဲ့တကူကကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အချိန်နဲ့တပြေးညီပေါ့နော်အချိန်နဲ့တပြေးညီစောစောလေးကြည့်ကျင်ကြတယ်ဆိုတော့ subscriber ဆိုတဲ့နေရာလေးမှာကျွန်တော်တို့နှိပ်ထားလိုက်မယ်နော် subscriber နှိပ်ထားမယ်ဟုတ်လားဒါကျွန်တော်နှိပ်လိုက်ပြီအကောင့်တစ်ခုနဲ့နော်နှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုးဖွေးသွားလိုက်မှာဖြစ်တယ်ဟုတ်လားအဲ့ဒီနေရာမှာကျွန်တော်တို့ပုံကိုယ်တီတာမှာတကယ်လို့အားလုံးဆိုရင်အားလုံးပေါ့ဗျာနော်အားလုံးဟုတ်လားပုံကိုယ်တီတာအကြောင်းကြားချက်များရရှိပါမည်တဲ့နော်ဒီနေရာနှိပ်ထားခြင်းအဖြစ်လေအမြဲတမ်းမိတ်ဆွေတို့ YouTube တိုက်တဲ့ခေါင်းစဉ်မှာတက်လာလိုက်မယ်ကျွန်တော်တင်သမျှအားလုံးဟုတ်လားကဲဟုတ်ပြီဒီတစ်ပတ်ကတော့ကျွန်တော်ကတော့တောင်းကြည့်တယ်ရမရကတော့မိတ်ဆွေတို့မသိဘူးပေါ့နော်ရမရတော့မသိဘူး 3D လည်းအောင်တယ် 2D လည်း special အောင်တယ်ပြီးကြတဲ့ဘက်ကလည်း 2D special အောင်မြင်ခဲ့တယ်ဟုတ်လားအေးမနေ့ကမှကျွန်တော်တို့20ရက်17လ2025အတွက်20ရက်17လ2025အတွက်ကိုသုံးသက်ချက်ကလေးတစ်ခုပေါ့နော်တင်ပြပေးခြင်းပါတယ်အားလုံးပဲဗီဒီယိုကတော့ကျွန်တော်တို့အချိန်သူကရမရတော့မသိဘူးဗျအချိန်ရမရဆိုတာကဗီဒီယိုအရှည်လိုင်းရမရဆိုတာတော့ကျွန်တော်လည်းမသိဘူးဗျတင်တော့တင်ကြည့်နေတယ်ပေါ့နော်ကဲဟုတ်ပြီ63ဆိုပြီးတော့မှကျွန်တော်တို့ဒီမှာကြာဆင်းခဲ့တယ်ပေါ့နော်ဟုတ်ပြီ63ဆိုပြီးတော့မှဒီတပတ်တိုးတွေတဲ့ထွက်ရှိထားတာဖြစ်တယ်ဒီ36တို့တပတ်တွင်းမှာကြာထားတယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ကနေပြီးတော့လိုက်ပေးရမှာတော့မြန်မာပါဝါဖြစ်တယ်ပေါ့နော်မြန်မာပါဝါလို့လိုက်ပေးရမှာဖြစ်တယ်36ကြာထားခြင်းကြောင့်မြန်မာပါဝါကြာဆင်းပေးရမှာဖြစ်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ကတော့မြန်မာပါဝါတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ကြိုက်နေတာပါကြိုက်တယ်လဲဆိုလို့ရှိရင်ထိုင်းပါဝါကိုကြိုက်နှင့်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့တောက်ကြနေမှာ82 61ဆိုပြီးတော့မှနော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့82 61ဆိုပြီးတော့မှထွက်ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ထိုင်းပါဝါဒီတစ်ပတ်ကြိုက်နှစ်သက်ပါတယ်1326 4958 309ဆိုပြီးတော့ခဏ9ခွက်ရှိတယ်ပေါ့နော်13ရယ်26ရယ်49ရယ်58ရယ်39ရယ်ဆိုပြီးတော့မှခဏ9ခွက်ရှိပါတယ်တဲ့နော်အဲ့ဒီကဏ္ဍဒီကနေတော့ကြိုက်နှစ်သက်ပါတယ်တကယ်လို့မွေးထိုးခြင်းရတဲ့မိတ်ဆွေတွေဒီ2ရက်အတွင်းမှာကျွန်တော်တို့မွေးပိုင်ခွင့်100ရာခိုင်နှုန်းအပြည့်အဝရှိပါမယ်နော်ထိုင်းပါဝါနဲ့ပတ်သက်ပြီးတော့ဟုတ်လားကဲဟုတ်ပြီနောက်တစ်ချက်အဲ့ဒီထိုင်းပါဝါဒီဘာကြောင့်အားကောင်းထားသေးတယ်လဲဆိုရင်ထပ်ပြီးတော့ပြောမယ်ပေါ့နော်တောက်ကြနေ့ညနေခင်းအပိတ်နဲ့ကြာနာပရိနေ့မနက်ခင်းနောက်ပိတ်နဲ့ဒီတဲ့ကနန်းတူမှုဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ဖက်တွင်းမှာထိုင်းပါဝါတဲ့เนาะဒီမှာတစ်နှလုံးကျွန်တော်တို့အပိတ်တွားပြီးတော့တူခဲ့ပါတယ်တဲ့เนาะတူခဲ့တဲ့အတွက်ကြောင့်မလို့ထိုင်းပါဝါနောက်တစ်ပတ်တွင်မှာအားကောင်းပါတယ်တဲ့မိတ်ဆွေတို့ရေကဲဟုတ်ပြီပင်နာမှာတူမလဲပင်နာမှာတူမလဲလိုက်ကြည့်ပေးလိမ့်မယ်နော်တစ်ချက်လိုက်ကြည့်ပေးလိမ့်မယ်တဲ့9558 53 820ခွန်ဟုတ်ပြီ
ခွန်ဆိုတော့ဒီနေရာမှာကြည့်မယ်ဒီမှာကခွန်သွားပြီးတော့တူတယ်ပေါ့နော်ခွန်သွားပြီးတော့ကျွန်တော်တို့တူခဲ့တယ်အဲ့ဒီမှာကြာတော့ဒိုဘာထွက်ခဲ့တယ်ဆိုရင်သူကတော့မြန်မာပါဝါထွက်ရတယ်ပေါ့နော်83 61ဆိုပြီးတော့ထွက်ရှိသွားခဲ့ပါတယ်တဲ့သူကတော့မြန်မာပါဝါထွက်ရှိသွားခဲ့တယ်ပေါ့ဗျာနော်နောက်တစ်ချက်ထပ်ပြီးတော့ကြည့်မယ်38ဆိုတော့36 6ခွန်28အေးဟုတ်ပြီအဲ့ဒီမူလေးကိုမိတ်ဆွေတို့တစ်ချက်ကြည့်ထားပါတော့ကြာတာပရိနေ့မနက်ခင်းအပိတ်ရဲ့တောက်ကြနေ့ညနေခင်းအပိတ်ရဲ့အပိတ်ပိတ်သွားတူလို့ရှိရင်လည်းထိုက်ပါဝါလိုက်တတ်ပါတယ်တောက်ကြနေ့မှာမြန်မာပါဝါကြခဲ့ရင်လည်းနောက်တစ်ပတ်တွင်မှာထိုက်ပါဝါကြတတ်ပါတယ်ဒီမှာဆိုလို့ရှိရင်တောက်ကြညနေခင်းပေါ့နော်ဒီမှာဆိုရင်တောက်ကြညနေခင်း16လို့ထွက်တယ်တဲ့သူ့အောက်နောက်တစ်ပတ်ကျတော့ကျွန်တော်တို့ဒီမှာ94မြန်မာပါဝါလည်းပြန်ကြပြီးတယ်85ဆိုတဲ့တိုင်းပါဝါလည်းပြန်ပြီးတော့ကြပြီးတယ်60နဲ့ထိုင်းပါဝါပြန်ပြီးတော့ကြပြီးခဲ့ပါတယ်တဲ့เนาะဒီမှာ83 20ခွန်လို့ထွက်တယ်မှန်လားเนาะဒီမှာ83 20ခွန်ဆိုပြီးတော့မှထွက်ရှိခဲ့တောက်ကြနေမှာမြန်မာပါဝါကြထားခြင်းကြောင့်နောက်တစ်ပတ်မှာထိုင်းပါဝါပြန်ပြီးတော့ကြဆင်းပြရမှာဖြစ်တယ်ဆိုတဲ့ခါကျတော့84ဆိုပြီးတော့မှဗုဒ္ဓဦးနေ့မှာကြဆင်းခဲ့ပါတယ်ကဲဒါကတော့ထိုင်းပါဝါအားကောင်းနေဆိုတဲ့အနေအထားမှာကျွန်တော်ပြပေးခဲ့ပြီးပြီเนาะပဲနားရှိအောင်မယ်ကဲဟုတ်ပြီဒါဆိုရင်အထက်အောက် break ရိုက်ထားတဲ့မူကိုကျွန်တော်သုံးသပ်ပြီးပါမယ်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာကျွန်တော်တစ်ချက်ကြည့်မယ်6 break 6 break အထက်အောက် break to break เนาะအထက်အောက် break to break ရိုက်ထားခဲ့အထက်အောက် break to break ရိုက်တယ်တဲ့6 break 6 break break to break ရိုက်တဲ့အတွက်ကြောင့်တော့ဟဲ့ဒီမှာထွက်ထားတဲ့45ဆိုတဲ့ကဏ္ဍပေါ့နော်ဆိုတော့9တလုံးတော့ကြာပြီးပြီဒါပေမဲ့ကျွန်တော်တို့အထက်အောက် break to break ရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့နောက်တစ်ရက်သုံးမလို့2ရက်တွင်းမှာကျွန်တော်တို့9-3ကြအချိန်ပြန်ပြီးတော့ကြာပြီးတက်ပါတယ်9-3ကြပတ်တီပေါ့နော်9-3ည1ချိန်ပြန်ပြီးတော့ကြာပြီးတက်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်မယ်ဘယ်နေရာမှာ break to break ဖြစ်မလဲကျွန်တော်တို့အချိန်ပေးပြီးတော့ကြည့်မယ်ဗီဒီယိုကတော့အတူလိုင်းမရမယ်နော်အတူလိုင်းမရမယ်တဲ့3တေ3ချန်5 9 4 3ဒီမှာ65ဒီက65ဒီက65တစ်ပရိတ်ဟဲ့လားတောက်ကြအောင်9ဟိုမြုပ်ခဲ့ပြီးဆိုတော့ကျွန်တော်တို့နောက်တစ်ပတ်2ရက်တွင်းကြမှာသွားပြီးတော့ထွက်ခဲ့တယ်45 3ရက်မြောက်မှာ3ညခွန်လို့ဆက်ပြီးတော့ထွက်တယ်43ခွန်ပရိတ်25ခွန်ပရိတ်2ရက်မြောက်မှာ60ဆိုပြီးတော့3ညလေးထွက်တယ်45 9ပွင့်လည်းပြန်ပြီးတော့ထွက်ပြီးခဲ့ပါတယ်တဲ့နော်အထက်အောက်ပရိတ်တူပရိတ်ရိုက်တဲ့အတွက်ကြောင့်မလို့ပေါ့ဗျာဟုတ်လား86 4ပရိတ်3ညလေး4ပရိတ်ဟုတ်လား2ရက်မြောက်မှာကျွန်တော်တို့55ဆိုပြီးတော့မှအပူအနေနဲ့ဆင်းသက်ခဲ့ပါတယ်တဲ့နော်93ည1ချိန်2ရက်တွင်ဒါမှမဟုတ်ရင်နောက်တစ်ရက်အတွင်းပေါ့နော်အဲ့ဒီလိုမျိုးကြာပြီးတာဖြစ်တယ်နောက်တစ်ချက်ဒီမှာခွန်ပရိတ်52ခွန်ပရိတ်16ခွန်ပရိတ်16ခွန်ပရိတ်ဟလာအထက်အောက်ပရိတ်တူပရိတ်ရိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်တစ်ရက်အတွင်းမှာတဲ့နော်ဒီမှာလဲခွန်ပရိတ်ရိုက်တယ်ပေါ့နော်9-3ည1ချိန်ဆိုပြီးတော့မှဒီမှာ52ဆိုပြီးတော့ကြာပြီးသွားတာဖြစ်တယ်တဲ့နောက်တစ်ရက်အတွင်းမှာပဲချက်ချင်းကျွန်တော်တို့ချပြီးသွားခဲ့တယ်9ပရိတ်လည်းချပြီးခဲ့တယ်ပေါ့နော်80ခွန်ဆိုပြီးတော့မှ9ပရိတ်လည်းချပြီးခဲ့တာဖြစ်ပါတယ်တဲ့ပြီးတော့ကျွန်တော်2ရက်မြောက်မှာလည်း9တလုံးထပ်ပြီးတော့ကြာပြီးသွားတာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဒီနေရာမှာ2ပရိတ်ဆိုပြီးတော့မှ11နဲ့84အထက်အောက်ပရိတ်တူပရိတ်ရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့9-3ည1ချိန်ဖြစ်တဲ့25ရက်20ရက်ဆိုပြီးတော့မှ9ရော3ကြရောကျွန်တော်တို့ကြာဆင်းခဲ့ပါတယ်တဲ့နော်အဲ့ဒီမှာ145ပရိတ်ဒီမှာ145ပရိတ်အထက်အောက်ပရိတ်တူပရိတ်ရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့9-3ည1ချိန်9-3ညပရိတ်က9-3ည1ချိန်အပြီးပေါက်ဆင်းသက်သွားခဲ့ပါတယ်တဲ့နော်ပြီးရင်ပြန်နာရှိအောင်မလဲဒီကောင်တော့တော်တော်များများတွေ့တယ်တရားရဂိုင်းလုံးနဲ့မှန်တယ်special လေး3ခုကောင်းတယ်ပေါ့နော်ဒီမှာ94ဒီမှာ49ဟဲ့လားထပ်အောက် break to break 9-3ည break 9-3ည1ချိန်တည်တဲ့2ရက်တွင်းကြာပြီးရမယ် break လည်းကြာတယ်2ရက်မြောက်ကြာတော့3ညဆိုပြီးတော့လေ
တို့တွေကြာစိမ့်ခဲ့တာဖြစ်ပါတယ်တဲ့နော်တစ်ခွန်ရှစ်ပရိတ်တုံညရှစ်ရှစ်ပရိတ်နဲ့အထက်အောက်ပရိတ်တူပရိတ်ကိုကျွန်တော်တို့နောက်တရက်အတွင်းမှာပဲတုံညဆိုပြီးတော့တုံည9ဝက်ချိန်နဲ့အပီးစင်းသက်သွားခဲ့ပါတယ်တဲ့နော်တုံညဆိုပြီးတော့ဟာလားတော်တော်များများလေးတွေ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မနက်ဘက်က12နာရီ10မိနစ်မှာထွက်မထွက်ရင်နေကုန်ကျွန်တော်တို့9တလုံး3ညတလုံးမရွှေတို့ပတ်ကစားပိုင်ခွင့်ရှိပါတယ်ပတ်ပြီးတော့ကစားပိုင်ခွင့်ရှိတယ်ပေါ့နော်အားလုံးပဲတိချာလေးကြည့်မယ်နော်ဒါ break နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ချင်းဖြစ်ပါတယ်တုံ့တက်ချင်းဖြစ်ပါတယ်နော်68ဒီ4 break 13ဒီ4 break တဲ့နော်4 break ကျွန်တော်တို့အထက်အောက် break 2 break ရိုက်တဲ့အတွက်ကြောင့်မလို့93ည1ချင်းဒီနေ့ရက်တွင်းမှာကျွန်တော်တို့20ရော15ရောဆိုပြီးတော့မှကြာဆင်းပေးခဲ့ပါတယ်တဲ့ဗျာနော်ပြီးရင်နာရှိအောင်မလဲတဲ့ခွန်ရှစ်6ခွန်ဆို3ခွန်5 4 6 4နော်တုံချ4တုံချ40တုံချ4 40အထက်အောက် break 2 break ရိုက်တဲ့အတွက်ကြောင့်မလို့သူက93ည1ချိန်တဲ့သူကတော့2ရက်မြောက်မှာပဲတွားပြီးချပေးတယ်51တုံချ9ဆိုပြီးတော့မှတို့တွေကြာဆင်းပေးခဲ့ပါတယ်တဲ့ဗျာနော်20ဒီနေရာမှာ20နဲ့84အထက်အောက် break 2 break ရိုက်တယ်နောက်တစ်ချက်66ဆိုပြီးတော့လဲကျွန်တော်တို့2 break 3ခါရိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့93ည1ချိန်ဒီနောက်တစ်ရက်မှာပဲ51ဆိုပြီးတော့မှကြာဆင်းပေးခဲ့ပါတယ်တဲ့နော်51ဆိုပြီးတော့ကြာဆင်းပေးခဲ့ပါတယ်တဲ့ဗျပြီးရင်ဒီထက်မှရှိသေးတာ24ဆိုတော့6 3ည8 5 9 3ဆိုတော့မရှိတော့ဘူးဗောနော်ဒီမှာတော့မရှိတော့ဘူးရှိတဲ့နေရာလေးတွေကျွန်တော်လိုက်ပြီးတော့မိတ်ဆွေတို့ကိုတုံးသက်ပေးထားခြင်းဖြစ်တယ်အဲ့တော့ထွက်တာလဲတွေ့ရဆိုတော့မနက်ဘက်က12နာရီ10မိနစ်မှာတို့ဒီ9-3ကြ1ချင်းဒီတစ်လုံးပြန်ပြီးတော့ကြပါမယ်တဲ့နော်9-3ည1ချင်းတစ်လုံးပြန်ကြပါမယ်ကဲဟုတ်ပြီဒါဆိုရင်ကလင်နာဘိုင်းဆိုင်ရာမှာကျွန်တော်တုံးသက်ပေးပြီးပြီပေါ့နော်36ကြောက်ကျွန်တော်တို့ပါဝါလမ်းကြောင်းရှိတယ်ပါဝါလမ်းကြောင်းရှိတယ်တို့ပေမဲ့မြန်မာပါဝါကိုတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်လာကာမတန်လာတကယ်လို့ကြိုက်တယ်ဆိုရင်ထိုင်းပါဝါကိုကျွန်တော်တုံးသက်ထားခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ချက်ဒီကနေ့ကျွန်တော်30ခွန်လို့ထွက်သွားခဲ့တယ်မှတ်လား30ခွန်လို့ထွက်သွားခဲ့တယ်ဆိုတော့ကျွန်တော်တို့83အာထွက်ခဲ့ခြင်းကြောင့်မနက်ဘက်ကမှာအတေကနန်းက1တလုံးဆိုပြီးတော့မှရှိပါတယ်83အာထွက်ခဲ့ခြင်းကြောင့်နော်83အာထွက်ခဲ့ခြင်းကြောင့်မနက်ဘက်ကတရက်စာမှာကျွန်တော်1တလုံးစီလုံးဝအသေးကနန်းဖြစ်ပါတယ်တင်းနဲ့လိုက်တော့မိတ်ဆွေတွေဒီထဲမှာရှိတယ်ဆိုရင်ပေါ့နော်တင်းနဲ့နှစ်နှလုံးသားကျန်တော့တာဖြစ်ပါတယ်အားလုံးပဲမနက်ဘက်ကမှာကျွန်တော်တို့မနက်ဘက်ကဆိုလို့ရှိရင်တို့တွေဟောကြာတာပရင်းနေကိုဘလို့ဘာလို့နဲ့ရောက်ရှိခဲ့ပြီပေါ့နော်တစ်တလုံးကတော့အသေးကနန်းဖြစ်တယ်တဲ့ဟာလား18မိနစ်အမလေးရပါမလားဖေ။နော်ဗီဒီယိုတော့တင်လို့ရပါမလားမသိဘူးကျွန်တော်တော့ပြကောင်းနေတော့ပြနေတာပဲပေါ့နော်။အဲ့တော့မိတ်ဆွေတို့ကြီးကျွန်တော်တို့သုံးသက်ချက်လေးနောက်တစ်ချက်လုပ်ပြီးပါမယ်။သုံးသက်ချက်လေးနောက်တစ်ချက်လုပ်ပြီးပါမယ်တဲ့ဒီ3 4နဲ့3ကတော့ double ကျွန်တော်တို့ဆင်းခဲ့ပြီးပြီပေါ့နော်3ချောင်းနဲ့4 4ချောင်းနဲ့3ဆိုပြီးတော့မှ double ဆင်းသက်ခဲ့ပြီးပြီပေါ့နော်။ဒါဆိုရင်တစ်ချက်စဉ်းစားရတော့မှာကကျွန်တော်3တလုံးလာခဲ့ခြင်းကြောင့်161ချင်းရှိပါတယ်တဲ့နော်3တလုံးလာခဲ့ခြင်းကြောင့်1နဲ့6မမေ့ပါနဲ့တဲ့ဖော်မူလာလေးတွေပေါ့နော်ဒီ3ထွက်တယ်ကျွန်တော်တို့သူ့ရဲ့အောက်တပင်ကျော်မှာ616ဆိုပြီးတော့မှထွက်ခဲ့ပါတယ်တဲ့နောက်တစ်ချက်ဒီမှာ3လို့ထွက်တယ်1နဲ့6အရေးကြီးကဏ္ဍထဲမှာ1 3လုံးရိုက်ခဲ့ပါတယ်တဲ့ဒီ3လို့ထွက်တယ်ကျွန်တော်1နဲ့6အရေးကြီးကဏ္ဍထဲမှာလည်း6လို့ရိုက်ခဲ့ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့6တလုံးဒီပြန်ပြီးတော့ဆင်းဖို့တရားရဂိုင်းလုံးရှိတယ်ထိတ်စီးနဲ့ဒီတစ်ခါလာပါလိမ့်မယ်တဲ့နော်ဒါသုံးသက်ချက်လေးဖြစ်ပါတယ်ကြံရက်လေးတွေမှာပေါ့နော်ဒါစာတုံးမူအနေနဲ့လိုက်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်တော့6ထိတ်စီးပြန်ပြီးတော့ကြာကိန်းရှိပါတယ်မိတ်ဆွေတို့ရေနော်83အာထွက်ခဲ့ချင်းကြောင်းနဲ့ကျွန်တော်တို့
3ပရိတ်ပေါ့နော်3ပရိတ်ကြိုက်နှစ်တက်ပါတယ်3ပရိတ်ကြိုက်နှစ်တက်တယ်ဆိုတာကတခြားတော့မဟုတ်ဘူးဟုတ်လားအခြားတော့မဟုတ်ဘူးပေါ့နော်တစ်ပတ်တွင်းမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဟုတ်လားကြာသွားခဲ့တာကမိနစ်တော့20တော့ရှိသွားပြီပေါ့ဗျာပြီးခဲ့တဲ့တစ်ပတ်တွင်းမှာကျွန်တော်ကြာသွားခဲ့တာ9ကြိမ်2ကြိမ်3ကြိမ်နဲ့เนาะ4ကြိမ်ဆိုပြီးတော့မှခွန်4ကြိမ်တစ်ပတ်လုံးဒီပါကြာဆင်းခဲ့ပါတယ်မိတ်ဆွေတို့ရေခွန်4ကြိမ်ကြာဆင်းခဲ့တဲ့အတွက်ကြောင့်မလို့3 break အမာကန်ဒီတစ်ပတ်တွင်းမှာကြာပေးရမှာကဒီနေရာဒီမှာမကြာခဲ့သေးပါဘူးတဲ့ဗျာဒါကြောင့်မလို့3 break အားကောင်းပါတယ်3 break နဲ့စာတိုးလိုက်ချင်တဲ့မိတ်ဆွေတွေ3 break တဲ့เนาะဒါဆိုရင်ညီကိုပွဲကကျွန်တော်43 45ဆိုပြီးတော့ညီကို2ကြိမ်ဆင်းသက်ခဲ့တယ်နောက်တစ်ချက်36 45 9 break 2ကြိမ်ဆင်းသက်ခဲ့တယ်ဘယ်ကောင်3ကြိမ်နင်းသွားမလဲတစ်ချက်3သက်ကတော့မတကယ်လို့ညီကို3ကြိမ်နင်းမယ်ဆိုရင်60ခွန်ဆိုတဲ့တကွက်ကိုလည်းမမေ့ပါနဲ့တယ်ဗျာနော်ကဲဟုတ်ပြီမနက်ဘက်ကအတွက်ကိုလက်တွက်ဆိုင်နဲ့ကျွန်တော်တို့ပတ်တီးပိုင်းဆိုင်အောင်သွားမယ်အခုကလင်နာစစ်ထားတဲ့9-3ည1ချင်းအထက်အောက် break to break 9-3ည1ချင်းပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်3သက်ချက်လေးတဲ့ဟာလားခွန်ရဲ6ရဲတဲ့နော်ခွန်ရဲ6ရဲဒီမှာရှိတဲ့9ရဲခွန်6 5ဆိုတဲ့ကဏ္ဍ3ချက်ပေါင်းခြင်းသည်10လုံးပိုင်း10ပတ်ဒီလို့ရရှိပါတယ်တဲ့ညနေခင်းမှာပဲနောက်တည့်ရမှာကျွန်တော်တို့10ပိတ်နဲ့ကြာဆင်းသွားခဲ့ပါတယ်တဲ့ဗျာ1ရဲ4ရဲ2ရဲတဲ့နော်ဒီကဏ္ဍ3ချက်ပေါင်းခြင်းသည်ခွန်လုံးပိုင်းခွန်ပတ်ဒီလို့ရရှိပါတယ်နောက်တနေ့ညနေခင်းမှာပဲကျွန်တော်တို့ခွန်ထိတ်စီးနဲ့ရခဲ့ပါတယ်တဲ့နော်အဲ့တော့မနက်ဖြန်က12နာရီ10မိနစ်ဒိုဒီမဟုတ်4:30မိနစ်အတွက်ကိုတဲ့645ဆိုတဲ့ကဏ္ဍ3ချက်ပေါင်းခြင်းဒီ9လုံးပိုင်း9ပတ်ဒီလို့ကျွန်တော်တို့ရိုက်ပေးရမှာဖြစ်ပါတယ်တဲ့အဲ့တော့9-3ည1ချိန်နဲ့ပြန်ပြီးတော့ကြာပေးရမယ်အထက်အောက်6 break နော် break to break အထက်အောက်ရိုက်တဲ့အတွက်ကြောင့်မလို့9-3ည1ချိန်နဲ့လက်တွက်ဆိုင်နေ9တလုံးနဲ့ဒါဆိုရင်မိတ်ဆွေတို့ရေ9လုံးပိုင်း9ပတ်ဒီမနက်ဖြန်မှာကျွန်တော်တို့တရက်စာပတ်ဒီအနေနဲ့ကစားလို့ရပါတယ်ကဲဟုတ်ပြီနောက်ထပ်သူလုံနေတဲ့အလုပ်ကလေးတွေချက်ကြည့်မယ်နော်ဒီနှလုံးကို3ဒီနှလုံးကို6ဒီနှလုံးကို3ဒီနှလုံးကို6ဒီနှလုံးကို6ဒီနှလုံးကို3ဒီနှလုံးကို6လို့နော်6ရဲ3ရဲ6ရဲ3ရဲဆိုပြီးတော့သူကရိုက်နေတာတွေရှိမယ်ရိုက်နေတာတွေရှိမယ်ဆိုတော့မိတ်ဆွေတို့ဒီမှာတစ်ချက်ကြည့်မယ်နှလုံး3နှလုံး6နှလုံး3နှလုံး6နှလုံး6နှလုံး3နှလုံး6ဒီလိုမျိုး3နဲ့6နဲ့ဖြစ်ချင်းလေးတွေနဲ့သွားနေတာလေးတွေတွေ့တယ်ပေါ့နော်ဒါဆိုရင်မနက်ဖြန်ကကျွန်တော်တို့4:30မိနစ်မှာတကယ်လို့များနော်3လို့ဖြစ်ပြီးရမယ်ဆိုလို့ရှိရင်6ဆိုတဲ့အပိတ်ကိုထည့်ပြီးရမယ်တကယ်လို့များကျွန်တော်တို့6လို့ဖြစ်မယ်ဆိုရင်2ဆိုတဲ့အပိတ်ကိုထည့်ပြီးရမယ်တဲ့နော်မနက်ဖြန်ကညနေခင်းဟိုတဲ့နော်ညနေခင်းကို6နှစ်အချိန်အမာကန်ရှိပါမယ်ညနေခင်း6နှစ်1ချိန်အမာကန်ရှိပါမယ်နော်တေချာလေးပြန်ကြည့်မယ်နှလုံး3နှလုံး6နှလုံး3နှလုံး6နှလုံး6နှလုံး3နှလုံး6တကယ်လို့မြန်နော်ဒီနေရာမှာ4လို့ရှိတယ်ဒီကနောက်ပိတ်နဲ့3လို့ဖြစ်မယ်ဆိုရင်တော့6ပေါ့ဗျာ6လို့ဖြစ်မယ်ဆိုရင်တော့2အပိတ်ပေါ့ဗျာနော်အပိတ်6နှစ်ဆိုပြီးတော့မှကျွန်တော်တို့ရှိမယ်ဗျာနော်အပိတ်6နှစ်ဆိုပြီးတော့မှရှိပါမယ်ဒါလေးတော့မှတ်သားထားပါတော့ကဲဟုတ်ပြီ9လုံးပိုင်း9ပတ်တီးနဲ့ကျွန်တော်တို့ဘယ်ကဏ္ဍကိုကစားမလဲဆိုလို့ရှိရင်9ရဲ့စောင်းမကျွန်တော်အောက်ကွက်လေးတစ်ချက်ထုတ်ပြီးခဲ့ပါမယ်9ပတ်တီးမနက်ဖြန်အတွက်20ရက်17လ2025တဲ့နော်တရက်စာညနေခင်းကိုညနေစာက9နှစ်အချိန်အမာခံဖြစ်ပါတယ်မနက်ခင်း12နာရီ10မိနစ်အတွက်ကိုက9လုံးပိုင်း9ပတ်တီးဖြစ်ပါတယ်တဲ့ဒါဆိုရင်9တလုံးနဲ့ကျွန်တော်တင်ကွက်ကလေးလုပ်ပြီးပါမယ်54 50နဲ့3အေးပြီးတော့လို့ရှိရင်59 50နဲ့2 53 51 56 56ဒါဆိုရင်ကျွန်တော်ကတော့50နဲ့6ပြီးတော့လို့ရှိရင်50နဲ့1တဲ့နော်ဒီမှာလဲ5တက်ဆိုပြီးတော့မှရှိမယ်50ခွန်ဆိုပြီးတော့မှရှိမယ်အဲ့တော့50နဲ့မှခွန်အေးပြီးသွားရင်ဘယ်နေရာမှာရှိအောင်မလဲ5တလုံးနဲ့52 50 52 51 51တွေကတော့အများကြီးတွေ့တယ်ဗောနော်51တွေကတော့အများကြီးတော့တွေ့တယ်ဟာလား
ပြီးသွားရင်ဒီနေရာမှာ3ပရိတ်နဲ့ညှိအောင်လို့ကျွန်တော်ကတော့58လို့ထည့်လိုက်ပါမယ်တဲ့3ပရိတ်ထိုက်ပါဝါနေပေါ့နော်ဒါဆိုရင်ဒီကဏ္ဍ၄ခွက်ကိုမိတ်ဆွေတို့ကစားမှာဖြစ်ပါတယ်59 51 56 58ဆိုပြီးတော့မှကဏ္ဍ၄ခွက်ရှိပါမယ်ကဲဟုတ်ပြီ9လုံးပိုင်း9ပတ်တီးနဲ့အားလုံးပဲမနက်ဖြန်က12နာရီ10မိနစ်မှာအောင်ပွဲဝင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ညနေခင်းကျရင်တော့ကိုနှစ်ဝမ်းချင်းကိုမိမိကြိုက်တဲ့တရားကဏ္ဍနဲ့တွဲပြီးတော့ကစားကြဖို့ဗျာဟာလားကိုနှစ်ဝမ်းချင်းနောက်ပိတ်နဲ့ပေါ့နော်အရှိကဏ္ဍကိုတော့ကိုကြိုက်နေတဲ့ကဏ္ဍလေးတွေဖိဆွဲပြီးတော့ကစားကြမယ်အားလုံးပဲမနက်ဖြန်ကကြာတာပရိနေမှာပေါက်ကောအောက်ကစပက်ရှယ်မိကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ကလင်တိုင်းကလင်နာပိုင်းဆိုင်ရာမှာလည်းကျွန်တော်တုတ်တက်ပြီးခဲ့တယ်အားလုံးပဲနော်ကဲဟုတ်ပြီအားလုံးနှုတ်ဆက်ပါတယ်ဗျကိုလက်ပါနော်မင်္ဂလာရှိသောညချမ်းအချိန်ကာလေးမှာအိတ်ဆက်အနာယုံနေဖြစ်အနာဘက12နာရီ10မိနစ်မှာအောင်ပွဲဝင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်